ရှေ့ဘူးစားလာပြီနော်နာစီသူရှင်မလန်းလူထာရရှင်ပြောစီစိတ်တွေတည်ရတို့လိုကျဲဝစေတော့ပြပြရတဲ့ရမတန်လို့အေးချမ်းစေတော့မြစ်တာရည်တွေကဖြန်းလို့တောင်းစုချွေမနော်ခက်လူငယ်လူကြီးများကြိုက်လိုက်ဆောင်လို့သူဖြေပြောပြည်တွင်မြို့ကိုဆောင်တဲ့ပေါက်စံမိသားရှေ့ဘူးစားတို့လာပြီနော်လာပြီနော်စစ်သားတို့ရဲ့ရှိဝင်တွေကိုရှေ့ဘူးစားလာပြီနော်နာစီသူရှင်မလန်းလူထာရရှင်ပြောစီစိတ်တွေတည်ရတို့လိုကျဲဝစေတော့ပြပြရတဲ့ရမတန်လို့အေးချမ်းစေတော့မြစ်တာရည်တွေကဖြန်းလို့တောင်းစုချွေမနော်ခက်လူငယ်လူကြီးများကြိုက်လိုက်ဆောင်လို့သူဖြေပြောပြည်တွင်မြို့ကိုဆောင်တဲ့ပေါက်စံမိသားရှေ့ဘူးစားတို့လာပြီနော်ရှင်ပြူနာတကရင်ပွဲတော်ရှေ့ဘူးစားပါမပြောစေတနာထားလို့သူဖြေပြောပြူလွင်နေတာနော်မင်္ဂလာပွဲတိုင်းသူဖြေပြောမွေးနေ့ပွဲမကြမ်းနော်စေတနာထားလို့နှမြကျော်ရှေ့ဘူးစားပဲနော်ပြူလွင်ကိုကုံဆောင်လို့နော်သူ့နှမြထင်ပေါ်လို့ကျော်ပြူလွင်ကိုကုံဆောင်လို့နော်သူ့နှမြထင်ပေါ်လို့ကျော်တောတာရှင်တဲ့နှလုံးကိုပိုင်ဆိုးဖို့လာပြီနော်ပြိုင်ဆိုင်မပေါ်နိုင်ငံကျော်ရှိသခင်လွမ်းမဲ့ပေါက်စံမင်းသားရွှေဘူးစားပဲနော်ဟုတ်ကဲ့ခုရောက်ရှိလို့လာခဲ့ရတဲ့ဟောက်ဆက်ကြီးကတော့မန္တလေးတိုင်းဒေသကြီးပြည်ဦးလွင်မြို့နယ်နန္ဒဝန်ရပ်ကွက်ကြီးကိုကွေးတောင်မှဥခွားတို့ဦးစီးတည်ထောင်၍ရန်လေးဆက်ကင်သောရွှေဘူးစားအော်ဒီယိုဖွဲ့တော်သားတို့ရောက်လာခဲ့ပါပြီတေးချစ်သူပြိတ္တပေါင်းတို့ခင်ဗျာလာပြီနော်စစ်သားတို့ရဲ့ရှိဝင်တွေကိုရှေ့ဘူးစားလာပြီနော်နာစီသူရှင်မလန်းလူထာရရှင်ပြောစီစိတ်တွေတည်ရတို့လိုကျဲဝစေတော့ပြပြရတဲ့ရမတန်လို့အေးချမ်းစေတော့မြစ်တာရည်တွေကဖြန်းလို့တောင်းစုချွေမနော်ခက်လူငယ်လူကြီးများကြိုက်လိုက်ဆောင်လို့သူဖြေပြောပြည်တွင်မြို့ကိုဆောင်တဲ့ပေါက်စံမိသားရှေ့ဘူးစားတို့လာပြီနော်ဥခွားတို့ဦးစီးတည်ထောင်၍ရန်လေးဆက်ကင်တော်ရွှေဘူးစားအော်ဒီယိုဖွဲ့တော်သားတို့ရောက်လာခဲ့ပါပြီတေးချစ်သူပြိတ္တပေါင်းတို့ခင်ဗျာရှင်ပြူနာတကရင်ပွဲတော်ရွှေဘူးစားပါမပြောစေတနာထားလို့သူဖြေပြောပြူလွင်နေတာနော်မင်္ဂလာပွဲတိုင်းသူဖြေပြောမွေးနေ့ပွဲမကြမ်းနော်စေတနာထားလို့နှမြကျော်ရွှေဘူးစားပဲနော်ပြည်လွင်ကိုကုံဆောင်လို့နော်သူ့နန်းကြီးထင်ပေါ်လို့ကျော်ပြည်လွင်ကိုကုံဆောင်လို့နော်သူ့နန်းကြီးထင်ပေါ်လို့ကျော်တောတာရှင်တဲ့နှလုံးကိုပိုင်ဆိုးဖို့လာပြီနော်ပြိုင်ဆိုင်မပေါ်နိုင်ငံကျော်ရှိသခင်လွမ်းမဲ့ပေါက်စံမင်းသားရွှေဘူးစားပဲနော်မန္တလေးတိုင်းဒေသကြီးပြည်ဦးလွင်မြို့နယ်နန္ဒဝန်ရပ်ကွက်ကြီးကိုကွေးတောင်မှဥခွားတို့ဦးစီးတည်ထောင်၍ရန်လေးဆက်ကင်တော်ရွှေဘူးစားအော်ဒီယိုဖွဲ့တော်သားတို့ရောက်လာခဲ့ပါပြီတေးချစ်သူပြိတ္တပေါင်းတို့ခင်ဗျာ